သူ့ကိုသူမြန်မာပြည်ဆိုင်တင်ကိုရောမိုင်းလို့ဘာလို့တော်စန်းစုကြည်ပြီးလို့ရှိရင်လည်းဆက်ခံတော့မယ်ငင်းငယ်ဟိုပေါ့နော်ငင်းငယ်ပြည်သူ့ကာကြီးလို့နဲ့ပွဲပြီးသွားပြီညီလေးတို့မြန်မာတွေတို့ပွဲပြီးသွားတာ၄လလောက်ရှိသွားပြီပွဲပြီးတော့ပတ်စာဟာဖြာသိမ်းပြီးသွားပြီအခုပြန်ပြီးတရားလုံးပြန်ဝင်ကြပြီကိုရင်ကိုအဲ့ပွဲကင်းထဲမှာမင်းတို့ဆက်ရှိတယ်လို့မရတော့ကိုရင်ကိုပြန်ရင်မပြန်လို့ရှိရင်ဒီလူဘဝထွက်သွားတော့မယ်ပြီးတိုင်းဖြစ်တဲ့ကမနိုင်တော့ဘူးဆိုတော့သူတို့တည့်ရသားနေကိုလူကိုပြန်ဆောက်ရမှာပေါ့ကိုလူကိုတားရမှာမနိုင်တော့ဘူးဆိုတာဟုတ်ပါဘူးနေလို့ဆင်းတော့လောလောဆယ်မှာငါတို့ရှုံးနေပြီဓာတ်ရှုံးနေသွားပြီငါတို့အားပြန်ဆောက်ရမယ်ဆိုတော့ကိုတက်ကိုပြန်ဆောက်ရမှာဒါလည်းခေါင်းလုံးပြသားလို့ရှိရင်ဒီဘွဲရှုံးသွားပြီဆိုတော့ကိုဒီဘွဲကလုံးဝအုတ်တုံရှုံးနေသွားပြီသူတို့ရဲ့အကြမ်းဖက်လုပ်ငန်းကြီးဟာမောင်မြင်နေတော့ရှုံးနေသွားပြီဆိုတာလုပ်ငန်းရဲ့၄လကျော်တော့ထဲကအဖေကကော့ကော့ထွန်းနဲ့ပေါ်နေဒီအကြမ်းဖက်သမားတွေပပဆက်ဆက်တေးလာတယ်ပပဆက်ဆက်တေးနေတယ်သူတို့ကသူဘုံနေဆိုင်ရင်ခွဲရင်တေးတယ်အတက်မောင်ရဲ့စစ်ကြောင်းတွေမှာလည်းသူတို့ရှေ့ထွက်တိုက်ပြီးတော့အကုန်လုံး30တိ40တိ50တိတေးနေတယ်ဆိုတော့သူတို့အကြမ်းဖက်သမားတွေတေးတာကိုကျွန်တော်တို့ကရှင်းသွားတာတေးသွားတဲ့လူကပြန်မရှာတော့ဘူး